ကျမတို့ကြိုရင်လို့ပြောလို့ရှိရင်နည်းနည်း confuse ဖြစ်တဲ့ verb လေးနှလုံးရှိအဲ့တော့ welcome ကြိုဆိုတာနဲ့fetch တနည်းအားနေသွားပြီးတော့မှကြိုတာပေါ့နော်အဲ့ verb လေးနှစ်ခုဖြစ်ပါတယ်အဲ့ဒါဆိုရင်ကိုကစကားပြောရမယ်ဆိုလို့ရှိရင်ကိုပြောမယ်ကြိုတယ်ဆိုတာကကြိုဆိုတယ်ဆိုတဲ့အနေနဲ့သုံးချင်တာလားဒါမှမဟုတ်တနည်းအားနေတယောက်ယောက်ကိုသွားပြီးတော့မှကြိုတာလားเนาะဘလို့အဓိပ္ပာယ်မျိုးပြောချင်တာလဲပုံမှာမူတည်ပြီးတော့မှဒီ verb နှလုံးကိုခွဲသုံးရပါမယ်အဲ့တော့သူတို့နှစ်ခုကတော့အဓိပ္ပာယ်မတူညီပါဘူးအဲ့တော့ဒီ welcome ကို noun အနေနဲ့ရော verb အနေနဲ့ရော adjective အနေနဲ့ရောကြိုဆိုတဲ့သဘောမျိုးသုံးလို့ရပါတယ်အဲ့တော့ you are welcome adjective အနေနဲ့သုံးတာပေါ့နော်မင်းကိုကြိုဆိုပါတယ်they welcome me သူတို့ကကျမကိုကြိုဆိုပါတယ်ဆိုတော့ verb အနေနဲ့သုံးတာပေါ့နော် welcome party နော်ကြိုဆိုတဲ့ party လေးပေါ့ noun အနေနဲ့သုံးတာပေါ့နော်ဒါဆိုလို့ရှိရင် welcome ဆိုတာကြိုဆိုတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ fetch ကတော့don't worry I will fetch you from the airport in timeနော်စိတ်မပူနဲ့ငါမင်းကိုအချိန်မီလေးစိတ်ကနေလာကြိုပါမယ် don't worry I will fetch you from the airport in time နော်today I have to fetch my children from school ဒီနေ့ငါကလေးတွေကိုကျောင်းကနေငါသွားကြိုရမယ် today I have to fetch my children from school ဒီနေ့ကျောင်းကနေသွားကြိုရမယ်ဆိုတော့ဒါကတော့တနည်းအားနေเนาะတစုံတစ်ခုကိုသွားပြီးတော့မှကြိုတာမျိုး fetch ကိုသုံးပါတယ်ကြိုဆိုတဲ့အနေနဲ့ကျတော့ welcome ကိုသုံးပါတယ်အဲဆိုရင်ဒီ video file ကနေဒီ verb လေးနှလုံးကိုတေချာလေးနားလည်သွားမယ်လို့ထင်ပါတယ် video ကိုအခုလိုကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်ဆိုရင် Brilliant Future English စာသင်တန်းမှာရှိတဲ့ Basic English Speaking Course ကိုသင်ယူလို့ရပါတယ်